ပြန်တွေးကြည့်တင်မြင်မှုပဲမှာထတော့ပါတိုင်းတင်လက်နဲ့တောင်ထိပူးတဲ့ထရစ်ဆန်တိုင်းတင်လန်းလျှောက်သွားရင်တွေ့ဘူးတဲ့အပင်တိုင်းကတကယ်တော့တရားကိုင်ကုန်ဆိုတဲ့ထဲမှာပဲပါဝင်နေတာပါဆိုတော့ကျန်တဲ့69ရာခိုင်နှုန်းကရော်ပဲမလဲလေမေးရင်တည်ဆုံးသွားကြပြီသားမျိုးတုံးပြောက်ွယ်သွားကြပြီသားဒီကဘာဘောကနေလုံးဝဖြည့်ဆည်းခံထားပြီးသားပါအန်အော်နေလားပြီးတော့နောက်တစ်ခုကသူတို့ပြောက်ွယ်သွားခဲ့ကြတဲ့ပုံစံကိုတင်သိပြီးရင်တော့နောက်တစ်ချိန်ကငါတို့အလှည့်လားလို့တော့တင်စွန့်အားစွာနဲ့ဒီတို့မဲမိပါလိမ့်မယ်ခဏသိပ္ပံပညာရှင်တွေခန့်မှန်းထားတာကဒုကဘာမြေသိရှိလာတဲ့နှစ်ပေါင်း 4.5 ဘီလီယံအတွင်းမှာမျိုးစိတ်စုစုပေါင်း5ဘီလီယံလောက်ရှိခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့မျက်မှောက်ခေတ်ဒီနေ့မှာတော့မျိုးစိတ် 8.9 မီလီယံလောက်ပဲကျန်နေပါပြီတွက်ကြည့်လိုက်ပါအဖြေကဒီကဘာပေါ်မှာတခါတုန်းကသက်ရှိထင်ရှားရှိခဲ့ဘူးတဲ့သက်ရှိအားလုံးရဲ့69.8ရာခိုင်နှုန်းကမျိုးတုံးသွားပြီးသားဆိုတာပါပဲဒါကြောင့်ဒီကဘာမြေကအသက်ရှင်မှုကိုမွေးဖွားပေးတဲ့နေရာတခုမဟုတ်ပါဘူးအမှန်တော့သိရှိထားသမျှစကြဝဠာထဲမှာအကြီးမားဆုံးတင်ချိုင်းကြီးလည်းဖြစ်နိုင်ပါတယ်လူအရာစုမားနေတဲ့အချက်ကတော့ဒီမှာပါသူတို့ထင်တာကမျိုးတုံးမှုဆိုတာရှားပါတယ်နည်းနည်းချင်းဖြစ်နေတာပါလို့ပြောနေကြတာပါလုံးဝမဟုတ်ပါဘူးကဘာမြေဟာအကြီးစားမဟာမျိုးတုံးမှု9ချိန်တိုင်းကြုံတွေ့ခဲ့ဘူးပြီတစ်ခုချင်းစီကတင်းကြည့်နေတဲ့ horror movie ရုပ်ရှင်ထဲတောင်ကြောက်စရာပိုလို့ကောင်းနေပါတယ်ကဲအဆိုးဆုံးတစ်ခုကနေစပြောမယ်လွန်ခဲ့တဲ့နှစ်ပေါင်း250 မီလီယံကာလကဖြစ်ခဲ့တဲ့ Permian Transit မျိုးတုံးမှုသိပ္ပံပညာရှင်တွေက The Great Dying လို့ခေါ်ကြပါတယ်ဒီနေ့စိုက်ဘေးရီးယားလို့ခေါ်တဲ့ရုရှားနိုင်ငံနေရာမှာမီးတောင်ပေါက်ကွဲမှုကြီးတွေစက်တိုက်ဖြစ်ခဲ့ပြီးတော့ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့မီသိန်းဓာတ်တွေကိုလေထုထဲထုတ်လွှတ်ခဲ့တာအဲ့ဒီအဖြစ်ပြက်ကနှစ်1000လောက်အချိန်ကြာပါနဲ့ပင်လယ်ရဲ့အပူချိန်က10 degree Celsius လောက်တက်သွားတယ်ပင်လယ်ထဲကအောက်ဆီဂျင်90ရာခိုင်နှုန်းလောက်ရှော့ကျသွားတယ်ရလကပင်လယ်တပ်တော်ဝမျိုးစိ96ရာခိုင်နှုန်းကုန်းမြေပေါ်တာကြောတွင်းပါတပ်တော်ဝမျိုးစိ90ရာခိုင်နှုန်းလုံးဝပျောက်ကွယ်သွားပါတယ်အသက်ရှင်မှုရော့ကျသွားတာမဟုတ်ဘူးလုံးဝမရှိတဲ့လောက်နှီးပါးကိုဖြစ်သွားတာပါဒါပေမဲ့လူတွေမပြောတဲ့အချက်တခုရှိနေပါတယ်အဲ့ဒီနောက်ပြန်လဲကောင်းမွန်ဖို့နှစ်ပေါင်း10မီလီယံနှစ်ကြာခဲ့တယ်10မီလီယံနှစ်ကျိုးပြနေတဲ့အလွတ်ဖြစ်နေတဲ့ဒီကဘာကြီးတစ်ခုအခုတော့အချင်းကိုအနီးကပ်ပြန်ကြည့်မယ်အရင်နှစ်ပေါင်း66မီလီယံမတိုင်ခင်6မိုင်နီရွယ်အစားရှိတဲ့ asteroid ဥက္ကပြန်တလုံးကဒီနေ့ Mexico နိုင်ငံရဲ့ Yucatan Peninsula ကိုဝင်တိုက်ခိုက်သွားတယ် Chicxulub impact လို့ခေါ်တဲ့ဒီဖြစ်ပျက်က Hiroshima မြို့ကိုကျဲချခဲ့တဲ့အနုမြူပုံ100ဘီလီယံပမာဏနဲ့တူညီတဲ့စွမ်းအင်ကိုထုတ်လွှတ်ပေးလိုက်ပါတယ်မြေငလင်ကြီးတွေ mega tsunami တွေဖြစ်ပေါ်တယ်။နေရောင်ကိုတစ်နှစ်ကျော်ထိပိတ်ဆို့သွားစေပြီး global winter ဖြစ်လာတယ်။အဲ့ဒီအချိန်မှာမျိုးစိတ်ပေါင်း66ရာခိုင်နှုန်းထပ်ပြီးပျောက်ကွယ်သွားခဲ့ရပါတယ်။ဒိုင်နိုဆောတွေအပါအဝင်ငတ်မဟုတ်တဲ့အမျိုးအစားအားလုံးနှစ်ပေါင်း165မီလီယံကြာဒီကမ္ဘာကိုအုပ်ချုပ်ခဲ့တဲ့တတ္တဝါတွေအားလုံး everything လက်အနေငယ်အတွင်းမှာပဲပျောက်ကွယ်သွားခဲ့ကြပါတယ်။ပြီးတော့သူတို့ကအရွယ်စားသေးတဲ့တတ္တဝါတွေမဟုတ်ဘူး။ Tyrannosaurus Rex ကတင်ပေါ်မှာ12ပေမြင့်တယ်။ Argentinosaurus ကပေတရာကျောင်းရှိပြီးအလေးချိန်80တန်နီမှရှိတယ်။ Quetzalcoatlus ရဲ့တောင်ပန်းအကျယ်က36ပေနော်။တိုက်လေရင်စင်းတဲ့တောင်ကြိုက်သေးတယ်။ဒီကဘာဟာတကယ်လို့အင်အားကြီး Titans ရဲ့ကဘာတစ်ခုဖြစ်ခဲ့ပြီးနောက်မှာတဘာဝကသူတို့ကိုတခါတည်းဖျက်ဆီးသွင်းပစ်လိုက်ပါတယ်။ကဲအခုတော့နည်းနည်းစိတ်မအေးစရာကောင်းတဲ့အချက်တစ်ခုစဉ်းစားကြည့်ပါ။အဲ့ဒီမျိုးတုံးမှု9ချိန်လုံးကတဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်တာပါ။မီးတောင်တွေ asteroid တွေရေခဲခစ်တွေပြင်လဲဓာတ်တူပြောင်းလဲမှုတွေမြင်းငလင်ကြီးတွေပေါ့။ဒါပေမဲ့ဒီနေ့မှာတော့ကံမကောင်းတာဆိုနဲ့ကုလသမဂ္ဂနဲ့သုတသေတနာအဖွဲ့အစည်းတွေကကျွန်တော်တို့ဟာ6ကြိမ်မြောက်မျိုးတုံးမှုကြီးတဲ့ကိုဝင်နေပြီလို့ပြောနေကြပါပြီ။ဒီတစ်ခေါက်မှာတော့အကြောင်းရင်းကမီးတောင်လည်းမဟုတ်ဘူး။ asteroid ဥက္ကပြန်လည်းမဟုတ်ဘူး။အဲ့ဒါကကျွန်တော်တို့လူသားတွေပါ။နှစ်ခန့်20နှစ် biological reviews မှာထုတ်ပြန်ထားတဲ့လေ့လာမှုတစ်ခုအရအရင်1500ခေတ်နားစဉ်ကစပြီးလူသားတွေရဲ့လက်ချက်ကြောင့်မျိုးစိတ်3,500က2,600လောက်စုစုပေါင်းမျိုးစိတ်ရဲ့9.5%ရာခိုင်နှုန်းက73%ရာခိုင်နှုန်းလောက်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။အခုလက်ရှိမျိုးတုံးလုံးကအရင်တဘာဝမျိုးတုံးလုံးထက်အဆ100ကနေအဆ1000လောက်ပိုပြီးမြန်နေပါတယ်။နေထိုင်ဟာပျက်စီးမှုယာတိဥရုပြောင်းလဲမှုပတ်ဝန်းကျင်ညစ်ညွတ်မှုဓာတ်တထုတ်အလအသုံးချမှုတွေကဟိုးတစ်ချိန်က asteroid တွေ super volcano တွေလုတ်ခဲ့တာထက်ကိုပိုပြီးမြန်လုတ်လာနေပါတယ်။ International Union for Conservation of Nature ရဲ့ Red List ထဲမှာမျိုးတုံးရအန်ရရှိတဲ့မျိုးစိတ်4,400ကျော်ရှိနေပါပြီ။အန်ဩစရာကတော့ကျွန်တော်တို့မသိလိုက်ခင်ပါပဲမျိုးစိတ်တွေဟာပျောက်ကွယ်နေပါတယ်။သိပ္ပံပညာရှင်တွေခန့်မှန်းတာကကမ္ဘာပေါ်ကမျိုးစိတ်80ရာခိုင်နှုန်းလောက်ကိုတောင်ဘာမှမတတ်မှတ်ရသေးပါဘူး။ကမ္ဘာမြေဟာမျိုးထုံးမှုတွေကနေအမြဲပြန်လဲထူထောင်နိုင်ပေမဲ့လည်းအချင်းကနှစ်ပေါင်းများစွာကြာလာတယ်။ပြီးတော့ပျောက်သွားတဲ့ဆိုကိုတခါမှပြန်မရတော့ပါဘူး။ဒိုင်နိုဆောတွေပြန်မလာတော့ဘူး။ကြီးမားတဲ့ပင်လယ်သတ္တဝါတွေပြန်မလာတော့ဘူး။တခါပျောက်သွားရင်ထာဝရပျောက်ကွယ်သွားတာပါ။ဒါကြောင့်ဒီအကြောင်းအရာတွေကိုနားလည်ဖို့တိတ်ကိုအရေးကြီးပါတယ်။အရင်အတိတ်ကိုနားလည်မှာလာမယ့်အနာဂတ်ကိုတို့လူသားတွေကာကွယ်နိုင်မှာပါ။အခုတော့အချက်တစ်ခုကိုတိတိကျကျပြတ်မဲပါမယ်။တခါတုန်းကရှိခဲ့ဘူးတဲ့အသက်ရှင်မှု69.8%လောက်ပျောက်ကွယ်သွားပြီလားဆိုရင်
နောက်တစ်ခုကမဖြစ်ဘူးလို့ဘာကြောင့်တင်တေးချပြောနိုင်ကြသလဲ What makes us so certain we are not next?